ပိုရသွားတယ်သူကအပြင်မှာသွားလို့အဲ့တော့အစိုးရကိုညီကညှို့ညင်းတယ်အဲ့လိုပုံစံမျိုးပဲကျွန်တော်ခုနပြောခဲ့တဲ့တခြားပြည်နယ်ကလူတွေကကျွန်တော်တို့ပြည်နယ်မှာလာလို့တဲ့အခါမှာစာမတက်တဲ့သူကစာတက်တဲ့သူတွေပတ်စံပိုရတယ်အဲ့သူအစိုးရကိုရံဖြစ်ပေါ်လာစနထပြရောလားပြလို့ရလားမဟုတ်ဘူးငါတို့နိုင်ငံနဲ့စနစ်ကိုပြောတာစနစ်နိုင်ငံမှာကျင့်သုံးတဲ့စနစ်ကပြည်ပကိုလည်းရှင်လို့မရတဲ့တန်းတာထဲမှာငါတို့နိုင်ငံရဲ့လို့ကျဆင်းနေတဲ့အရာကိုပြောပြတာကျဆင်းနေတဲ့အရာဘယ်သူမှနိုင်ငံတွင်းမှာမိခိုလို့မရတဲ့တိုင်းတာဖြစ်နေတယ်ကင်းကွာလို့မရလို့နေကြတယ်လေကျွန်တော်ထပ်ပြောမယ်ရေကိုတေချာနာတော့ကျေးရွာမှာနေတဲ့သူကဝင်မဝင်ဘူးကျေးရွာကနေတော့မြို့မှာသွားလို့ပတ်စံပို့ရတယ်ပတ်စံပြောတာရွာသားတွေကမြို့မှာသွားလို့တယ်အဲ့ငွေလေးကိုရွာမှာမြန်မာနိုင်ငံကလည်းလို့စင်ကာပူလိုနိုင်ငံကြီးတို့သွားတာကျေးရွာကနေမြို့တက်ကိုညီကိုတေချာနာတော့မှာဗျာတေချာနာတော့မှာကျွန်တော်ညီကိုကကလားတွေကပြောရင်ကလားတွေကပြောလို့ရှိရင်ကျွန်တော်ညီကိုကအမှောင်တွေကနေအမိကုတ်ပြီးနားထောင်တယ်တေချာပြောပြရင်နားမထောင်ဘူးညီကိုကျွန်တော်ပြောတာအားနာတယ်ကျွန်တော်မိဘကြည့်ဒီအစ္စလာမ်ဘာလာတယောက်ရှိနေတော့သူကဟိုဘက်ကနေစိတ်တော့ကိုစင်းမောင်နားထောင်ပြလို့ရှိရင်အမိကုတ်ပြီးနားထောင်ရတယ်အဲ့လိုခွေးကောင်လိုဖြစ်နေတဘောတကူကရွာမှာရှိတဲ့လူရဲ့စီးပွားရေးနဲ့မြို့မှာရှိတဲ့လူကစီးပွားရေးမတူဘူးရွာမှာအေးဆေးစားလို့ရတယ်ဒါပေမဲ့စေးတကချက်ချင်းချစ်ပြက်လက်ပြက်ဖြစ်မှဆိုတော့ကုလို့မလွယ်ဘူးမြို့ပေါ်မှာကုလို့လွယ်တယ်မြို့မှာကုလို့ရမြို့မှာသွားကုရပါရွာပတ်စံနဲ့မလောက်ဘူးအဲ့တော့တကယ်သူများတဲ့ကိုသွားနေမှာငါအမေနေမကောင်းရင်ငါအဖေနေမကောင်းရင်ဘိုက်ခွဲခြင်းနဲ့ကုလို့ရမယ်မြို့မှာသွားနေမြို့မှာသွားကုတာအဲ့ဒါပြောင်းလဲပါဘာလို့သူ့ကိုယ်သူတိုးတက်ချင်တာလေတောမှနေတောမှသိရမယ်တောမှလိုပဲညင်ကြရမယ်ဒီလိုပုံစံမျိုးရွာကလူကမြို့ပေါ်မှာသွားလို့ပတ်စံရတယ်ရွာပြန်လွှဲတယ်အဲ့ရွာကိုပြန်ရပြဿနာရှာလို့ရပါခင်ဗျားတို့ကျေးရွာကလည်းဗျာမြို့လောက်လည်းမကောင်းဘူးပြဿနာရှာလို့ရလားဒါပေမဲ့မြို့ပေါ်ကလူတွေရှင်လို့မရတာကတောမှနေတဲ့လူတွေအေးချမ်းချင်းမျိုးကိုမြို့ပေါ်လူမရဘူးအလုံးမလုံးလို့မရတာစင်ကိုနိုင်ငံတိုးတက်တာသွားမှပြောနေစင်ကိုနိုင်ငံမှာရှိတဲ့လူကအလုံးလက်မဲ့နဲ့ထိုင်တော့လမ်းဘေးမှာလက်ဖေးတောက်တဲ့ကြောင်သားမတွေ့ရဘူးကိုရစားပြီးတော့တပြည့်ပြည့်နဲ့ထွေးတဲ့လူမတွေ့ရဘူးအဲ့လိုပုံစံတုံးနေတာဒီမှာကျွန်တော်ပြောပြမယ်ဘယ်ဘာသာပဲဖြစ်ဘယ်လူမျိုးပဲဖြစ်မြန်မာနိုင်ငံတဲကိုရောက်လာတဲ့တရုတ်လူမျိုးတွေအိန္ဒိယနိုင်ငံတမီးလူမျိုးတွေဒီလူမျိုးတွေကမျိုးချင်းပေါင်ဆက်နေသွားကြတာမြန်မာနိုင်ငံထဲမှာမြန်မာစကားကိုမှုတ်နေအောင်ပြောတတ်တယ်ပြီးတော့သူတို့ဘာသာစကားပြောတတ်တယ်ဘာကြောင့်သူတို့ဘာသာစကားပြောတတ်တယ်သူတို့အမေကအိမ်မှာငုတ်သီးထောင်းနဲ့ထမင်းချက်ရင်းနဲ့သားတွေသမီးတွေကိုသူတို့ဘာသာစကားကိုလက်ဆင့်ကမ်းပြီးသင်ပေးဖို့အတွက်ချိန်ရှိတယ်။ဆက်ပြောကြတယ်မြန်မာနိုင်ငံမှာဘယ်လောက်ပြပင်မနဲ့ပြောဝေးမရဘူးလို့ပြောပေမဲ့သားနဲ့သမီးနဲ့မိသားစုကြားထဲမှာကူလူဆက်ဆံဖို့အတွက်စကားပြောဖို့အတွက်အချိန်ရတယ်မြန်မာနိုင်ငံကသူများထက်ပိုတော့မှအသက်တဝက်နဲ့တည်သွားတာမရှိဘူး။ဆက်ကြည့်လို့လေဘင်းကိုကျိုးဝဲဆိုတည်သွားတာနည်းတယ်။အမေရိကန်နိုင်ငံတဲကိုမျိုးနယ်စုတွေကရောက်လာဥပမာမြန်မာရောက်ဗမာရောက်လာတယ်ကင်ရောက်လာတယ်ရှမ်းရောက်လာတယ်မွန်ရောက်လာတယ်အဲ့ဒီသားသမီးအရွယ်ရောက်လာတဲ့ကလေးဗမာစကားမတတ်တော့ဘူးမျိုးဆက်တစ်ဆက်တည်းမှာလုံးဝပျောက်သွားတယ်ချမ်းသာတယ်ရှိတယ်မှန်တယ်ဟုတ်တယ်ဗမာစကားဟိုဒီကမတက်တဲ့လူအားလုံးအချိန်ရတော့မိဘနဲ့သားသမီးနဲ့စကားပြောတဲ့အချိန်ရလောက်အောင်မပေးနိုင်တော့တာဒုတိယ second မျိုးဆက်ဆိုလို့ချင်းသွားပြီ generation သွားပြီလုံးဝကိုလူမျိုးဘာလူမျိုးလဲလို့ဗဇက်ကပဲပြောတယ်အဲ့လူမျိုးဆောင်သူတိကိုမတိတော့စိတ်ကိုမဝင်စားတော့ကိုစနေမမောင်တချို့ဟာတွေကိုကိုလိုချင်တာကြီးပဲမတွေးနဲ့ညီကိုပြောပါဗျာပြောပါကျွန်တော်လူကိုကျွန်တော်တင်ပေးမှထပ်ပြီးတော့ညီကိုရှိတော့အားနာတယ်ကိုသူတို့ပြရမယ်လေပေါ့တချို့လိုရခိုင်မှာဗမာစကားမတဲတာရခိုင်စကားမတဲတာတော်တော်လေးများတယ်ဟိုကိုသူတို့ပြတာအေးလို့ပေါ့ဘောအစ္စလာမ်ကြီးလေးတာလေးနေအစ္စလာမ်မို့လားအစ္စလာမ်ပြောတယ်ကျွန်တော်မိုဟာမက်တို့ပြီးလို့ပြောနေတယ်ဗျာသူစကားကရခိုင်ပြည်နယ်ဘက်ကလာတဲ့အတန်ကျွန်တော်တန်ကြားရတည်အစ္စလာမ်ကြီးလေးကလည်းအပြင်ကကိုတငယ်ချင်းအစ္စလာမ်နေစကားပြောကြည့်လိုက်ဦးနော်ဟိုဒါပြောကြည့်တယ်ငါသိတယ်ငါကိုလုံးကိုပြောတယ်ငါကိုလိုင်းမှာသွားပြီးတော့ပြောတယ်မကောင်းဘူးအဲ့တော့ကျွန်တော်အစ္စလာမ်နေစကားပြောကြည့်လိုက်ဦးသူတို့ဆိုနေငါပြောမယ်ခဏပိတ်တာမပြောရတယ်ဘုံညီကိုအခုအမေရိကန်ကိုရောက်ရတဲ့တက်တာကိုချပေးတာမယ်အားနာလို့ချပေးတာအားနာလို့ချပေးတာတောင်ညီကိုကိုသူတို့ဆိုအမေရိကန်မှာနေရမှာမြန်မာနိုင်ငံမှာဘာတွေများခက်ခဲဖြစ်ခဲ့တာလဲကျွန်တော်ပြောပြပါလားမဖြစ်ဘူးကျွန်တော်မဖြစ်ဘူးဘာမှမဖြစ်ဘူးပြောမလေးရှားမှာဘာမှမဖြစ်ဘူးအဲ့တော့အမေရိကန်မှာဒီဒုက္ခတွေခံရတဲ့အတိုင်းတာကြတော့ကိုယ့်ရဲ့ရည်ကြီးအမြင့်နုရအတွက်လားနိုင်ငံမှာခက်ခဲဖြစ်လို့လားကျွန်တော်တရားပြောပြတရားနာတော့ကျွန်တော်အမေရိကန်နိုင်ငံငွေတစ်ခုတည်းလာတာမဟုတ်ငွေတစ်ခုတည်းလာတာမဟုတ်ကျွန်တော်ဘုဒ္ဓရာရှာလို့တဲ့အဲ့ဒီအောက်တန်းသားတွေကိုလေ့လာဖို့ကျွန်တော်လာခဲ့တာဟုတ်ပြီအခုပညာတတ်တော့နိုင်ငံအတွက်ဘာတွေအကျိုးဖြစ်သွားပြီလဲမင်းဘုဒ္ဓရာတွေရသွားပြီ
ရတာပေါ့ကျွန်တော်အခုအင်ဂျူတော့ကျွန်တော်အတီးတရားပေးနေတာလေဘာသာပေါင်းတော့ကျွန်တော်အတီးတရားပေးနေလေကျွန်တော်တိလို့ပေးတာပေါ့ အန်ယူဂျီကိုအစီတရားပေးတယ်ဆိုတော့အန်ယူဂျီမှာမင်းနဲ့လက်ခံပြောတဲ့ပုဂ္ဂိုလ်တူတလေများရှိသလားအန်ယူဂျီကမင်းကိုလူရသွင်းပြီးတော့စကားပြောတဲ့လူတွေများရှိသလား ကျွန်တော်ပြောပြမှကြာနာတော့ မဝဲတာလေးပဲဖြစ်အဲ့ဒါပဲဖြစ်အန်ယူဂျီကမင်းကိုလက်ခံစကားပြောတဲ့လူရှိသလား နားထောင် မဝဲတာလေးဖြစ်အဲ့ဒါဖြစ် ဒီမဆုံးမတာနားထောင်လို့ပြောနေတယ်အနာမိနစ်ပြောပါလဲမိနစ်ကိုကျွန်တော်ကတ်တတ်ပြီမနားထောင်တချို့လူတွေကလူလူစကားပြောတယ်လောက်တယ်တချို့နွားတွေကနှစ်ဖားတတ်တာလို့ရှိရင် ဖြစ်ငါတို့လူတော်ဖြစ် နေအောင်မဆုံးမတာနေအောင်ကျွန်တော်ပြောတဲ့ခါမှာကျွန်တော်ကမိနစ်ကတ်တတ်ပေးမယ်လို့ပြောတဲ့ခါကျကျွန်တော်ကြီးကမိနစ်တည်းမှာပြောLG ဆိုတာကလူလူနားလဲတဲ့တော်တွေမဟုတ်သူတို့ကိုဘီဝါနဲ့သွားပေးတယ် လက်ခံစကားပြောသလား နေအောင်ဟာမိမဆုံးမသားလေမိမဆုံးမသားလေကလားဆဲမှာညေပြီးတော့မှအမိကုံနားထောင်တဲ့လူကလည်းနေအောင် LG ကကျွန်တော်ကသူ့တို့ကိုသွားနှစ်ဖားထိုးကြတာမလို့နေရွက်ကိုအများကြီးနဲ့ချစ်ကြလည်းမလို့ LG မှာရှိတဲ့လူတွေကိုလိုချင်အောင်ဖြစ်အောင်ကျွန်တော်လုပ်နေတာသဘောတခုပြောပြမယ်ဒီနေရာမှာဒီငါးကဒီငစားကိုကြိုက်တယ်ဆိုချင်ဖွဲနုပတ်တန်နဲ့ရောက်လာတဲ့ငါးရှိတယ်ငါပိပတ်ရောက်တဲ့ငါးရှိတယ်တခြားခြားတာကြွားချွေးလို့ရှိရင်ရောက်လာတဲ့ငါးရှိတယ်ခါကျင်ကောင်တွေပစ်ချရောက်လာတဲ့ငါးရှိတယ်အဲ့ကောင်တွေရောက်လာအောင်ကျွန်တော်လုပ်နေတာသဘောပေါက်လား LG တို့ပုံစံဖြစ်သွားအောင်လို့ဥပါဒံ view ဟာဆိုရယ်စစ်စင် view ဟာကျွန်တော်လုပ်နေတာဒီလောက်ကိုသဘောမပေါက်မိနစ်ကတ်တာပေးတယ်7မိနစ်ပြောရတယ်7မိနစ်မပြောအောင်ကြောက်တကယ်လို့ကျွန်တော်ညီကိုပြောတာကျွန်တော်နားထောင်နေတယ်ဗျာကျွန်တော်ညီကိုကိုစနေမောင်မောင်အဲ့ဒီစကားပြောတဲ့ခါမှာဟိုဒေါသကြီးနေမှာပြောပါနဲ့ညီကိုကကြာနေတော့ PDF လေးတွေကအားနာဖို့ကောင်းတယ် PDF တွေကိုအားနာဖို့ကောင်းတာတကယ်ပြမလို့သွားတဲ့ CDN တွေကိုအားနာဖို့ကောင်းတာလောကကြီးကိုအရွက်မတိုက်နဲ့လောကကြီးကိုအရွက်မတိုက်နဲ့လောကကြီးကမင်းထက်တာတယ်လောကကြီးကမင်းထက်မာတယ်မင်းပဲဘွားပြတ်သွားလိမ့်မယ်မင်းပဲဒုက္ခရောက်သွားလိမ့်မယ်ပြန်လေတဲ့ငှက်အရှာခတ်တယ်ခြေရာတွေကိုရှာဖို့တော့ခက်ခဲပေမဲ့အချိန်တန်တိုက်ညုံနှန်းကိုမြန်းကြစမြဲဆိုတဲ့အတိုင်းအချိန်တန်အတိုက်ညုံကိုလာခွင့်ရပေမဲ့ PDF တွေနဲ့ CDN တွေမိဘအိမ်ကိုမပြန်တာအများကြီးပဲညီကိုကညီလေးစာမတက်ဘဲနဲ့ကွာဘာရေးနေတယ်မသိညီကညီတို့ကတချို့စကားတွေဝင်ပြီးတက်ပြီးပြောလို့ရပါတယ်ကညီတို့ကတက်ပြောလို့ရပါတယ် တို့ဆိုမင်းကတခါကြရင်တော့ရည်စရာတော့ကောင်းတယ်ကွာ ပြောပါ အန် လား ယူဂျီဆိုတာအရန်မင်းနဲ့လမ်းဝေးတယ်ကွာနော်မြေပြင်တက်ဖို့တမမင်းကိုလက်ခံစကားပြောမဲ့လူမရှိဘူးမင်းကတော့ viewer ကြီးတွေတင်းပြီးတော့မှကျွန်တော်ကတော့မြန်မာနိုင်ငံအတွက်ကိုဒီလိုပုံစံမျိုးတွေနဲ့ဒီလို viewer တွေနဲ့ဆိုတာကမင်းစိတ်ကူးရင်ပြီးတော့လုံနေတဲ့အယူတယောက်ရဲ့စိတ်ကူးရင်မှုမင်းမှာအဖွဲ့အစည်းလည်းမရှိအပေါင်းအသင်းလည်းမရှိ viewer လည်းမရှိကိုယ်စိတ်ကူးနေတူကျွန်တော်ကတော့လူမျိုး viewer တွေကိုဒီလိုပြောတာမင်းစိတ်ကူးရင်ပြီးတော့မင်းတွေးခေါ်ပြီးတော့လုပ်တဲ့လို့ဒါတကူကိုမင်းကိုပူပေါင်းဆောင်ရတဲ့ပုံကိုလည်းမရှိဘူးအဖွဲ့အစည်းလည်းမရှိဘူးဒီနေ့အန်ယူဂျီကိုမင်းပြောနေတယ်ဆိုတဲ့အရာကအန်ယူဂျီကမင်းကိုလက်ခံစကားပြောတဲ့လူရှိသလားလူရသွင်းခဲ့တဲ့လူရှိသလားဒီနေ့အန်ယူဂျီဆိုတာကအမေရိကန်အစိုးရနဲ့စကားပြောတဲ့လူကိုမင်းကလူရမသွင်းရမလို့ဘူးဆိုတော့မင်းကိုယ်တိုင်ရဲ့အတိုင်းတာထဲမှာကိုပြောတဲ့စကားကတန်မိုးရှိခြင်းလားအောက်တန်းသားစကားလားကိုယ်တိုင်စဉ်းစားဒီနေ့အန်ယူဂျီကအမေရိကန်အစိုးရနဲ့စကားပြောတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းမင်းကဘသူကိုပြည်နေမှာတော့မှမြို့ပေါ်နေလို့မရတဲ့လူတွေကွာမင်းကယူတယောက်လို့ရှော့စကူးရင်ပြီးတော့ပြောဆိုပြီးလုပ်တဲ့အရာတွေတို့ဆိုရဲ့အခုမင်းကိုဘယ်ဖွဲ့စည်းရနေပြီးတော့မှမင်းကိုလက်တွဲပြလုပ်တဲ့သူရှိတယ်လေမင်းတယောက်တည်းအနေနဲ့စိတ်ကူးရင်ပြီးတော့မှဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာမင်းစောက်ယူအတွေးခေါ်နေစိတ်ကူးရင်နေတာဒီနေ့အန်ယူဂျီအမေရိကန်မှာနေတာမပြောနဲ့ထပ်ဖို့လုပ်တဲ့လူတွေအမေရိကန်မှာရှိတဲ့လူတွေတောင်မင်းရှင်းလို့ရသလားရှင်းလို့ရသလား activity ရှင်းလို့ရသလားမင်းကိုရဲ့ social ရှင်းလို့ရသလားအမေရိကန်မှာနေကြတဲ့လူတွေရှင်းနေမယ်တချို့တွေအိမ်နဲ့ယာနဲ့လုပ်ငန်းတွေအဖွဲ့အစည်းတွေ community တခုတွေနေထိုင်ကြတာသမ ्या နိုင်ငံမှာကိုစလို့ဆိုတော့ဝတ်တယောက်တည်းပဲထင်ရပြောထင်ရနေထင်တယ်လို့စားထင်တယ်လို့နေမင်းတို့မှာဖက်သက်မှုရဲ့တိုင်းတာကအဲ့လိုကြီးတွေငါတို့ကမြင်နေရတာဒါကအန်ယူဂျီရဲ့ဖွဲ့စည်းလို့မင်းကပေါက်ရရရှောက်ပြောနေတဲ့အရာကြတော့မင်းကတော့ပြောလို့မင်းကိုချစ်တဲ့လူ3-4ယောက်ကတော့နားထောင်မှာပေါ့ဟုတ်ကြည့်မဟုတ်စီဖြစ်စီဒါပေမဲ့အကျိုးပြထွန်းမှုရဲ့တိုင်းတာကိုစလို့ဆိုပြန်သုံးသက်ပါကျွန်တော်အမြဲတမ်းပြောခဲ့တယ်ကိုစလို့ဆိုဒါပေမဲ့ကိုကသုံးမတက်ဘူးငါလောက်တာဘယ်လိုပြူဟာလူတွေကိုဒီလိုအမြင်ဖြစ်ဖို့မင်းကစိတ်ကူးရင်နေတာ
ဘသူမှလည်းမင်းပြူအောင်လည်းမကြည့်ဘူးဘာတစ်ခုမှလည်းထီရောက်မှုလည်းမရှိဘူးအဲ့ဒါအယူတယောက်လိုလုပ်နေတဲ့အရာတွေပဲမင်းစကူနဲ့မင်းမှန်တယ်မှန်တယ်မင်းမှန်တယ်မင်းစကူနဲ့ ရပြီညီကိုရပြီခဏလေးမိုက်ပေးတာကျွန်တော်ညီကိုခဏလေးကျွန်တော်ရဲ့ activity ပဲဖြစ်ဖြစ်ကျွန်တော်ဘယ်လိုပဲနေနေကျွန်တော်ညီကိုမင်းနဲ့အဆင့်တူသလားဆိုတဲ့စကားပဲငါးတကောင်ကိုခြေထောက်မှာပါတဲ့နဲ့မင်းခီးမရောက်ပါဘူးလို့တွားတွေးလို့မရဘူးငှက်တကောင်ရဲ့ခြေထောက်ကိုတွားတိုက်တာမှမင်းတနေ့ကိုဒီလောက်ပဲရောက်မယ်လို့တွားတွေးလို့မရဘူးညီကိုကကိုယ့်မျက်လုံးနဲ့တွားတွေးလို့မရဘူးကိုယ်တွေးနဲ့တွားတွေးလို့မရဘူးမွေးတကောင်ကိုခြေထောက်မှာပါဘူးဆိုတဲ့တွားတွေးလို့မရဘူးညီကိုအဲ့ဒါပဲကျွန်တော်ပြောချင်တာပါညီကိုတို့ကလူတယောက်ရဲ့အစွမ်းအစနဲ့သူတို့ရဲ့ဦးနှောက်ဘယ်လောက်ထိသွားတယ်မသိတာကျွန်တော်ငယ်ငယ်တုန်းကတွေးခဲ့တဲ့အတွေးလေးတွေနဲ့ကျွန်တော်အများအားပြောတဲ့စကားလေးတစ်ခုပါကျွန်တော်ပြောတာပါလို့နော်တယောက်ကောင်းတော့1000ဘိုချေညက်ညက်ကြီးဆိုရင်ငယ်ငယ်တုန်းကဓာဆွဲလှန်ဆွဲတော့မှသူများကိုမိုင်းသွားခွဲရမလားဘုံသွားခွဲရမလားတွေးကြည့်တာအဲ့လိုမဟုတ်ဗျဘိုချေ1000မှရှိတယ်နှလုံးသားကိုကင်လှုပ်တဲ့ညက်ညက်ကြီးတဲ့ကင်လှုပ်ရင်းကိုကင်လှုပ်တာအေယူကြီးအားလူတွေနဲ့အေဂျီကိုထောက်ကန်တဲ့သူတွေအဲ့သူတွေအားလုံးတယောက်မကြံကိုကျွန်တော်ကစိတ်တဲ့စိတ်နဲ့သူတို့ကို viewer များလုပ်နေတာ အဲ့ဒါကအောက်တိုင်းမှာဖြစ်တယ်မင်းလုပ်တဲ့အရာတစ်ခုနဲ့လူတွေကဖြစ်တဲ့ကဖြစ်သွားတာဟုတ်တယ်ခဏလေးပါကျောင်းကြီးကိုပြီးတယ်ဆိုတော့မင်းခဏလေးပါဦးခဏလေးနေပါဦး ခဏလေးတော့လေ ခဏလေးနားတော့ပါနော်ကျွန်တော်ကြီးကိုကျွန်တော်10မိနစ်တောင်မကြာသေးနဲ့ဒီပါကိုသူဆိုဘာတွေများရလို့ဒီလိုလုပ်နေတာလဲဆိုကျွန်တော်ပြောခဲ့ပြီကျွန်တော်ဒီနိုင်ငံကိုလာတာကျွန်တော်တို့ကျွန်တော်လာတာမဟုတ်ဘူးလူတွေရဲ့အကြောင်းကိုလေ့လာဖို့နဲ့ဒီလိုအခုလိုနိုင်ငံသမားအောက်တန်းသားလည်းကျွန်တော်လေ့လာဖို့အတွက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဘုရားရှာဖို့အတွက်လာတာဖြစ်တယ်အခုဒီနေ့လိုဒီလိုခင်းချင်းဖြစ်သွားတော့ကျွန်တော်ရဲ့အခြေအနေအားလုံးကိုကျွန်တော်လိုချင်တဲ့အတိုင်းပဲပေးလိုက်တာကျွန်တော်ကကျေနပ်နေတယ်လူတယောက်နော်ကျွန်တော်လိုချင်တာတော့မဟုတ်ဘူးကျွန်တော်ကမျှော်လင့်ချက်နဲ့လုပ်တာမဟုတ်ဘူးအမျှော်မြင်နဲ့လုပ်တာပြောလိုက်ဟုတ်ပြီအဲ့တော့ကိုသူတို့ကအမေရိကန်မှာနေတဲ့ဒီဒေါ်လာရဲ့အတွက်အမေရိကန်တွေကလူတွေပံ့ပိုးမှုတွေလုပ်ကြတယ်အဲ့ဒါဆိုလို့ရှိရင်ကိုသူတို့ကအမေရိကန်မှာနေပြီးတော့အဲ့ဒီပွဲတွေကိုသွားပြီးတော့ကန့်ကွက်မှုလုပ်ရမယ်အဲ့ဒီမှာဖန်ရိုင်းတွေလုပ်တာပဲဖြစ်ဖြစ်ဈေးရောင်းပွဲတွေလုပ်တာပဲဖြစ်ဖြစ်ကိုသူတို့သွားရမယ်ခင်ဗျပြန်မှာပြည်သူတယောက်အဲ့တော့အမေရိကန်ရဲ့ community ရဲ့အစိုးရတွေထဲမှာကိုယ်နိုင်ငံအတွက်ကိုဒီလူတွေကဈေးရောင်းပွဲလုပ်ပြီးတော့မှမြန်မာပြည်ကိုဖြစ်ဖို့လုပ်နေကြတာဖြစ်တဲ့အတွက်အမေရိကန်အစိုးရကဒါတခုကိုခင်ဗျလုပ်ပေးရမယ်တိုင်းပြည်ဓမ္မအကျိုးဖြစ်တယ်မှာလေဗဇက်ကအိုယုံကအလကားပဲဘာလို့မှလဲအားချောင်းလာလို့ခေါ်တယ်အဲ့တော့အမေရိကန်မှာရှိနေတဲ့ဒီလုပ်ရက်တွေကိုခင်ဗျတားဆီးပေးရမယ်လုံနိုင်သလားအဲ့ဒါအဓိကပဲမင်းကဟိုငါးပါတယ်ငါးတိုင်းမှာ6မပါဘူးဆိုတဲ့အတိုင်းမှာငါးချင်းလည်းမတူတဲ့တောင်းတာလည်းအများကြီးပဲရွှေငါးကဘယ်လိုတန်ချင်းရှိသလဲမင်းတို့လမ်းဘေးကဟိုငဖြစ်စလက်ကဘယ်လိုတန်မှုရှိသလဲ6တိုင်းမပါကြဘူးတန်ချင်းတွေမတူကြဘူးမင်းပြောတဲ့ဥပမာလေးတွေကထေယုံထင်မှန်းလေးပြည်သူကိုလှည့်စားတာဒါပေမဲ့မင်းပြောဥပမာကအခုအမေရိကန်မှာရှိသမျှမြန်မာပြည်ထဲမှာမင်းတို့ဘယ်သူကိုစိန်ခေါ်ရဲသလဲအတပတိမင်းအမေရိကန်မှာမင်းသိတဲ့လူတယောက်ကငါတို့သိတဲ့လူတွေတွေကမင်းတို့စိန်ခေါ်လို့ရတဲ့ activity ပါရှိတယ်လေမင်းလည်းငါသူလည်းငါပဲကျွန်တော်မပါရဘူးကိုယ့်ရဲ့ဖြစ်နေတဲ့အရာတခုကိုဝန်ခံရဖို့သိဖို့လိုတယ်ခဏနေကမင်းတယောက်ကြောင့်မို့လူတွေရဲ့တဲ့နှလုံးကိုလှုပ်ခါနိုင်ရမယ် viewer ရှိဖို့လိုတယ်သိမှန်တယ်ဒါပေမဲ့မင်းကလူတွေအားလုံးရဲ့စိတ်တွေကိုဒေါသတွေဖြစ်အောင်မင်းလှုပ်နိုင်ခဲ့တယ်သိမှန်တယ်ဒါပေမဲ့ဘာဖြစ်တာလဲအောက်တန်းကြစွာရှိုင်းဆိုင်စော်ကားမှုဖြစ်တယ်မင်းရဲ့လောက်ရက်တဲ့နဲ့တစ်ဖက်လူရဲ့လောက်ရက်တွေလွှဲချော်သွားတာမဟုတ်ဘူး။တ냐လောက်တဲ့အရာတွေကိုမိမဆုံးမဖမဆုံးမသားသမီးတွေ PDF တွေ CDN တွေဖာသွားခံနေဆိုတဲ့စကားမျိုးတွေကိုရင်ထဲမှာနာပြီးတော့မှလူတွေကတုံလှုပ်ကြတာ။မင်းပြူကကောင်းလို့မဟုတ်ဘူး။အောက်တန်းစားရဲ့စကားကြောင့်မို့လူတွေကရင်နာတာ။မကြုံဘူးတဲ့လူသားတယောက်အစ္စလမ်ဘာသာတယောက်ငါတို့တွေ့ဘူးတဲ့အစ္စလမ်ဘာသာတယောက်နဲ့မတူဘဲနဲ့မင်းကြမှာထူခြားစွာဖြစ်သွားတာ။ဒါမင်းကိုပြည်သူအများစုတွေကိုစိတ်လှုပ်ရှားအောင်လုပ်လိုက်တာကမင်းရဲ့ပညာဒါပဲအောက်တန်းစားတက်ခိုက်မှုလိုပဲခေါ်တယ်ပြောနေပါအောင်ကျွန်တော်မိနစ်စောင့်နေတာပါကျွန်တော်ကလိုပါဘူးအယူဝတ်တွေကွာမိုက်ပြတာအဲ့ဒီမီနီတို့ဘာလို့ဆိုတာမင်းစပေါ်လုပ်တယ်လို့သတ်မှန်တယ်တယောက်ကပြောတာကိုစနေရိုက်ဆိုရင်ငါချက်ပြီးသားပဲဗျာအတန်ပိတ်ထားပါညီကောသူများပြောတဲ့ခါမှာအတန်ပိတ်တာပြောဆိုကြမှာဆူနေတာကိုစနေမှာကျွန်တော်ပြောမယ်ဆိုကျွန်တော်ရက်ပြီပဲလေဘာမီနီလို့တော့တကားမပြောဘဲနေပါမဟုတ်လေမင်းပြောလေကွာမင်းကဆောက်အချိန်ကုန်ပြီးတော့ဒီမင်းနဲ့ကြည့်ဆောင်ရကျွန်တော်ပြောနေတယ်လေညီကောကျွန်တော်ပြောနေပါတယ်ညီကောခဏလေးနားတော့ပါညီကောစူးစူးညံ့ညံ့ဗျာကျွန်တော်ကလူတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးညီကောကျွန်တော်အတိတရားတွေပေးနေတာညီကောကပွဲကိုသွားဖြတ်ခိုင်းနေတာ
ကျွန်တော်ကပွဲဖြတ်နေတာမဟုတ်ဘူးအဲ့ဒီလူတွေရဲ့ဂျင်းထဲမှာရှိတဲ့အမုန်းမီးတွေကိုတဖြည်းဖြည်းနဲ့ငြိမ်းချမ်းသွားအောင်ကျွန်တော်လုပ်ပေးနေတာကျွန်တော်ဗျူဟာပဲကျွန်တော်ဘာလုပ်မလဲဆိုတာကျွန်တော်ကြိုသိထားတယ်လူကြိုတွေးထားတယ်တယောက်သူတို့ဆိုလို့လူတန်းသားတယောက်ကိုလူတယောက်ကိုဒီတယောက်ကနေစချင်တယောက်မှတယောက်တွေ့နိုင်တယ်ဒီတယောက်ကနေစပြီးတော့ရေးတဲ့ဖြစ်ရင်10ယောက်မှတယောက်ဖြစ်နိုင်တယ်100မှလည်းတယောက်ဖြစ်နိုင်တယ်ကျွန်တော်တယောက်ကနေစတွက်လို့ကျွန်တော်ကနေပြီးတော့အပတခြားလူကနေရေးလို့ရှိရင်1000မှလည်းတယောက်မရှိနိုင်ဘူး1000မှလည်းတယောက်မရှိဘူး3သိန်းမှလည်းတယောက်မရှိဘူးရည်ရွယ်ချက်ရှိရှိနဲ့သူတို့ဆိုအလုံးလုံးနေတာအမျော်အမြင်ကြီးကြီးနဲ့အလုံးလုံးနေတာတမိုင်းတစ်ခုကိုရေးနေတာတမိုင်းတစ်ခုရေးနေတာမြန်မာနိုင်ငံရဲ့အနာဂတ်ကာလမှာဒီကနေ့ဖြစ်နေတဲ့အခင်းကျင်း2021ကနေ2025အခုကုန်တော့မယ်ဖြစ်ခဲ့တဲ့အခင်းကျင်းတွေမှာတမိုင်းစာအုပ်ကိုရေးတဲ့သူတွေကအမားရွေးမရှိအောင်တော့ကျွန်တော်ကရှေ့ကနေတော့ကြိုပြီးတော့လမ်းပြလုပ်နေတာဖြစ်တယ်ဒီကနေ့ကျွန်တော်အကိုစနေမောင်မောင်ပြောတဲ့ AUG ဟာမြန်မာနိုင်ငံရဲ့သစ္စာပေါက်တွေဖြစ်တယ်အဲ့ဒါကိုလူတိုင်းသိအောင်လို့ AUG ဆိုတာနိုင်ငံရေးပြည်စားတွေနိုင်ငံရေးနာမည်လေးနဲ့အဖွဲ့ဒီကနေ့ AUG ကိုကျွန်တော်ကအစိုးရမဟုတ်လို့ကျွန်တော်မပြောဘူး NASA ကအာဏာသိမ်းနေပါလို့လူတွေလာပြောတဲ့အခါမှာ NASA ကအာဏာထိန်းနေတာပြည်သူရဲ့အာဏာကိုတကယ်သိမ်းသွားတာက AUG ကိုယ်တိုင်ဖြစ်တယ်2020ရွေးကောက်ပွဲမှာ NLD ကိုပေးလိုက်တဲ့မဲတွေအားလုံးနဲ့အတူတူ NLD ကိုမပေးတဲ့မဲတွေကပါအားလုံးယူသွားပြီးတော့ CRP ဂျားပြက်လွှတ်တော်ကြီးကိုလုပ်ခဲ့ကြတာ CRP ကိုဖွဲ့ရအဲ့ CRP ကတော့အမျိုးသားညီညွတ်အစိုးရကြီးကိုသူကအာဏာပေးလိုက်တာပြည်သူအာဏာပြည်သူပြန်ပေးဆိုရင် NASA ကစီမှာတွားတောင်းမှာမဟုတ် AUG စီမှာတွားတောင်းအောင်ပါ AUG ကယာယီအစိုးရအခု9နှစ်ပြည့်ပြီဘာသာနေထွက်လာတော့ဒီကိုသဘောပေါက်လားနားလေလားအာနာယူတွေကိုပြောပါအာနာရှင်ကိုပြောပါအာနာယူကိုပြောပါအာနာပြတဲ့လူနဲ့ရက်ဆက်သူကိုပြောပါဆို AUG ကအစိုးရမဖြစ်ခင်ကတည်းက CDM မလုပ်တဲ့သူတွေကို Social Punishment အဲ့ဒီလူတွေကတရားမျှတမှုလားဒီကနေ့ AUG ထဲမှာပါနေတဲ့ဝန်ကြီးဌာနကသူတွေပြည်တော်စုဝန်ကြီးဆိုတာနိုင်ငံတော်အစစ်ပြည်တော်စုဝန်ကြီးရှိတယ်ပြည်တော်စုဒုဝန်ကြီးရှိတယ်ဒါပေမဲ့ဝန်ထမ်းမရှိဘူးအဲ့ဒီသူတွေကမြန်မာလူမျိုးလည်းမဟုတ်ဘူးသူဆိုမြန်မာနိုင်ငံသားလည်းမဟုတ်မြန်မာနိုင်ငံသားကမဟုတ်တာတိုင်းတစ်ပါးသားကိုအစိုးရလို့သတ်မှတ်တဲ့ EAO တွေတယောက်မကြံတစ်ဖွဲ့မကြံကိုနိုင်ငံပေါ်မှာတစ္ဆာဖောက်တဲ့သူတွေတစ္ဆာမဲ့တဲ့သူတွေနိုင်ငံခြားသားတွေနဲ့ပေါင်းတဲ့လူမျိုးခြားတွေနဲ့ပေါင်းတဲ့ကိုယ့်လူမျိုးကိုလူမောင်ကိုလုပ်တဲ့လူကျွန်တော်ကပြောနေတာအဲ့ဒါရည်ရွယ်ချက်ရှိနေပြောနေတာဒီကနေ့ကိုစနေမောင်မောင်တို့ထောက်ဖို့တွေဟာပြဿနာတက်တိုင်းမှာ AUG ကလူလာဖြည့်ရှင်းပေးတာမရှိဘူးကိုစနေမောင်မောင်တို့သိထားတဲ့ EAO ဖက်လူဖြည့်ရှင်းပေးတာမရှိဘူးဒါကြောင့် AUG နဲ့ EAO အားလုံးကမြန်မာလူမျိုးတွေကိုဒုက္ခပဲပေးသွားတာဖြစ်တယ်ဒီကနေ့ဘင်္ဂလီဒေ့ရှ်မှာသွားတဲ့တောင်းပန်နေရတာစနေမောင်မောင်တို့ကိုယ်တိုင်ပဲဖြစ်တယ်ဒီကနေ့ထောက်ဖို့ဆိုတဲ့မြန်မာမိန်းကလေးတွေကိုပြစ်စာနဲ့နိုင်ပြီးတော့ဆဲဆိုသူတို့ရဲ့မိသားစုပုံတွေကိုချပြပေးတာကဘင်္ဂလီတွေနဲ့ကျွန်တော်ညီကိုတွေပဲဖြစ်တယ်ထောက်ဖို့ချင်းချင်းဖြစ်တယ်ဒါတွေကိုသိလို့သူဆိုတာပြောနေတာလေသိလို့ပြောနေတာဗောဟိုညီလေးတို့စကားပြောကြတက်ပြောလို့ရရနော်ဒီမှာတရားဟုတ်ပါဘူးငါတော့မင်းကိုမင်းမယ်ကွာကံဒီပြည်သူတော်လည်းရဲ့တန်းတာကိုမင်းတော့အောက်တန်းသားပါညာပြောတော့မြန်မာနိုင်ငံမှာမင်းဖေရောမင်းမေရောမင်းရောအတူတူနေကြတာပဲကွာတိုင်းပြည်မှာဘလို့ဖြတ်သန်းခဲ့ရတဲ့တန်းတာထဲမှာလည်းမင်းသိတာပဲမြန်မာပြည်သူအများစုကလည်းမကြိုက်နေကြဘူးဒါတကူမင်းတယောက်တည်းကြိုက်နေတဲ့လို့ဖြစ်နေတယ်ဒီမြန်မာပြည်သူတို့ကက်တင်တဲ့ထဲမှာမင်းမပါဘူးဒီနေ့အန်ယူဂျီမဖြစ်ရှင်းဘူးဆိုတာကသူအစိုးရမဖြစ်သေးဘူးတော်လန်ရေးလုပ်နေကြတဲ့အချိန်ကာလဖြစ်တယ်တော်လန်ကာလဖြစ်တယ်မင်းတို့စက်ကောင်စီတောင်မှယာယီအစိုးရဆိုပြီးတော့တာဝန်ယူတဲ့လူတောင်မှမြန်မာပြည်သူနဲ့မှသူမရှင်းနိုင်တဲ့ပြဿနာတွေအများကြီးပဲနောက်သူတို့ဆိုဒီနေ့ဝန်ကြီးဌာနဆိုတာကဆော်ရှယ်တခုရဲ့အင်္ဂါရက်တွေကိုငါတို့ကဝန်ကြီးဌာနတွေဖွဲ့စည်းထားတာမင်းပြောသလိုဝန်တန်းလည်းမရှိပါဘူးရုံးလည်းမရှိပါဘူးဒါတခုမင်းနားလဲအောင်ပြောပြတာတော်လန်ပြည်သူတွေရဲ့တော်လန်အစိုးရဆိုတဲ့အတိုင်းကငါတို့ကရုံးဆက်လို့လည်းမရဘူးတေရင်တို့တွေကလည်းရင်နဲ့ဘုံလာကျဲနေကြတာမင်းသိတဲ့အတိုင်းပဲမြန်မာပြည်တွင်းမှာလည်းမိခိုးလို့မရဘူးရှစ်သမျှကိုလိုက်ပြီးတော့နိုင်နေကြတာရှင်ပြီးတော့မှနိုင်ငံရေးမလုပ်ရဘူးပြည်တွင်းထဲမှာအတူတူနေပြီးတော့မှနိုင်ငံရေးမလုပ်ရတဲ့လူကစက်ကောင်စီအောက်တန်းသားတွေပဲဖြစ်တယ်စက်ကောင်စီခွေးသရောင်းသားအောက်တန်းသားတွေပဲဖြစ်တယ်ပြည်တွင်းထဲမှာအတူတူလုပ်ပြီးတော့နိုင်ငံရေးမရှင်ရတာအဲ့တော့ငါတို့တွေကထွက်ပြေးရတယ်နော်အစိုးရအတင်းနေဖွဲ့စည်းထားတယ်နိုင်ငံတကာမှာတန်တမန်အနေနဲ့တည်ဆောက်ဖို့ငါတို့တွေကဆက်ဆံကြဖို့တန်တမန်အင်္ဂါရက်နဲ့အစိုးရအင်္ဂါရက်နဲ့ညီမတန်တမန်တည်ဆောက်လို့ရတာဒါသူတို့ဆိုပညာမတတ်တဲ့အတွက်နားလေဖို့ပြောပြတာအဲ့တော့ငါတို့မှာဝန်ကြီးဌာနတွေလည်းရှိတယ်
ဝန်ထမ်းမရှိဘူးရုံးမရှိဘူးတောင်ဝန်ယူတောင်ဝန်ခံနေတဲ့လွတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ CRPH ထဲကနေထွက်လာတဲ့ခေါင်းဆောင်တွေဖြစ်တယ်ဒီဝန်ကြီးတွေဒူဝန်ကြီးတွေရောင်စုဝန်ကြီးတွေဆိုတာကမြန်မာပြည်ကနေမဲပေးထားပြီးတော့မှသူတို့ကိုတောင်ဝန်ပေးထားတဲ့လူတွေဖြစ်တယ်ဒါပေမဲ့အစိုးရမကောင်းတဲ့အတွက်ထွက်ပြေးပြီးတော့မှငါတို့ကတောင်ဝန်ယူတဲ့ငါတို့ဝန်ကြီးဌာနအတွက်ယင်းဒီမြို့နယ်မှုဆိုလည်းယင်းဒီမှုဝန်ကြီးဌာနအတွက်ငါတို့ကအဲ့ဒါကိုဖွဲ့စည်းထားတာရုံးမရှိဘူးဝန်ထမ်းမရှိဘူးဒါကအင်္ဂါရနှစ်ပြည်စုံအောင်လည်းလုပ်ထားရတာဒါကမစ္ဆာမတက်ရင်တော့နားမလဲဘူးဒါဆော့ချနော်အဲ့ဒီတန်တာတွေမှာအားနဲ့ချစ်ကိုမင်းကဝင်ပြောလို့မရအောင်ငါတို့သိရမယ့်အရာတစ်ခုကမင်းတို့ဘဝမိသားစုအားလုံးကဒီတက်မတော်ခေါင်းဆောင်ရဲ့လက်ထက်မှာမင်းတို့ကြီးပွားတဲ့ထက်မှာမင်းမပါ ဒီလိုသားရပြီကျွန်တော်ပြောရမယ်လေရပါကျွန်တော်ပြောလဲရပါနော်ကျွန်တော်ပြောလဲရပါခဏလေး ပြောမင်းမပိတ်နေကွာခဏလေးငါပြီးအောင်တော့ပြောပြရသေးမင်းကမင်းပြောချင်ငါတို့ဖြုတ်ချတယ်အဲ့ဒီအောက်တန်းသားလုံးမလုပ်အောင်စစ်ကောင်စီလိုမင်းရဲ့လိုရှင်းပြောရမလို့အောင်လက်တက်လက်ထဲမှာအတူတူနေပြီးတော့စကားပြောရရမယ်မင်းစစ်ကောင်စီလိုငါတို့ပြည်တွင်းမှာနေဖမ်းပြီးတော့တတ်တယ်မင်းတို့အဲ့လိုပုံစံမျိုးနဲ့နိုင်ငံရေးဆွေးနွေးတာမလုပ်အောင်အပေါ်မှာလိုက်ပါနေတော့ကြည့်တာကွာအတူတူစကားပြောပေါ့ခဏလေးသူချင်းမကိုချင်းဆိုရကောက်ပါလေခဏလေးငါပြောမဲ့လူညာမရောက်သေးဘူးမင်းကိုသိအောင်ပြောပြနေပါဦးသူချင်းမကိုချင်းဆိုရကောက်ပါချင်းကျွန်တော်တင်ပေးတာကြာပြီနော်ညီကိုမတက်လာပဲနဲ့အဲ့လိုမပြောပါနဲ့ညီကိုနောက်တစ်စာထပ်မြေတော့နဲ့ကျွန်တော်တင်ပေးမထပ်ပြီးတော့တက်မလာပဲနဲ့မပြောနဲ့နော်ညီကိုရဲ့အကောင့်တုနဲ့လာတာသူချင်းမကိုချင်းဆိုရကောက်ပါချင်းခင်ဗျားကိုကျွန်တော်တင်ပေးတာကြာပြီကိုစင်မောင်မောင်ကိုကျွန်တော်ပြောလိုက်တဲ့ထဲမှာ LG ကလူတွေ PDF တွေဆိုတဲ့လူတွေထောက်ဖို့ဆိုတဲ့လူတွေပြဿနာတက်တဲ့မှာ LG က online ကနေလည်းဖြည့်ရှင်းပေးတာမရှိဘူး။မြေပြင်မှာဖြစ်နေတဲ့ EO တွေဖြည့်ရှင်းပေးတာမရှိဘူး။အထူးခြားသောဆိုရင်2021ခုနှစ်တုန်းကရဲဘော်အဲ့ဒီတခုလေးပြောပြမယ်တခုလေးကိုစရိုးစောတိဖို့တခုလေးတစ်ခွန်းပဲပြောမှာကျွန်တော်ညီကောင်မှာနားထောင်နိုင်ကြမရှိဘူး။ကျွန်တော်ကိုကလားတွေကဆဲကျင်လို့ဆဲနေတာမဟုတ်ဘူး။ကိုစရင်မမဆဲခိုင်းလို့ဆဲနေတာရှိတယ်။အစ္စလမ်ဘာသာတွေကျွန်တော်စော်ကားနေတာမဟုတ်ဘူး။ကျွန်တော်မုန်းတာမရှိဘူး။တချို့အရာတွေကိုကျွန်တော် view ဟာအရာသူတို့ကိုယ်တိုင်သိသွားအောင်သူတို့မို့သူတို့ဖွဲ့သိအောင်ကျွန်တော်ခင်းပြလိုက်တာကျွန်တော်မုန်းလို့မဟုတ်ဘူးကိုစနေမမဒီနေ့လဲပဲအောင်နိုင်ဆိုတဲ့ပြင်တဲ့နိုင်ငံကလူစကားပြောနေကြတာကိုစနေမမသူတို့စောတုံဖြုတ်ချလေးပြောခဲ့တာကလားတွေကကျွန်တော်ပြောထားတာမဟုတ်ဘူးရမညာတိုင်းသားကအဲ့ထဲမှာမော်ရီတာကျွန်တော်တင်ပေးထားတာစကားကို AC ပြောပါညီကိုကကျွန်တော်ညီကိုဘယ်နှမိနစ်ပြောမှလဲကျွန်တော်10မိနစ်ပထမဆုံး10မိနစ်ပြောကြပြီကိုပြောတော့ကျွန်တော်10မိနစ်ပြီးပြောတယ်ကျွန်တော်2မိနစ်ကြံနေတယ်တော်ပြီကွာလို့ပြောကျွန်တော်ပြောတဲ့ချိန်မှာညီကိုဖြတ်ပြောတယ်တချို့စကားတွေကိုဘီဝါမြောက်တဲ့တော့ကျွန်တော်ရှိမှာ record ယူနေတဲ့လူတွေက9မိနစ်ဆို9မိနစ်3မိနစ်ဆို3မိနစ်ကျွန်တော်မုန်းလို့ယူတာရှိတယ်နော်ချစ်လို့ယူတာရှိတယ်စောင့်မြင်ကတ်လို့ယူတာရှိတယ်အဲ့တော့အဲ့မိနစ်ထဲမှာကိုတိတိကျကျတိတိပြပြောသွားမရနောက်ထပ်ယူညီကိုကကျွန်တော်တိုက်ခိုက်သွားတယ်ဆိုတော့တခြားလူလည်းယူသွားလိမ့်မယ်အေးတက်မြညီကိုကလာမတောင်းပါနဲ့ညီကိုကျွန်တော်ပြောမှလည်းကျွန်တော်ညီကိုမပြောရတော့ဘူးအဲ့လိုတက်လိုက်စနေတယ်အော်ရဲ့ဟစ်ကြလောက်တာအိုးညီကိုကကျွန်တော်ခုနပြောတာဘာရပါသိလားကျွန်တော်ညီကိုကျွန်တော်ညီကိုအေးကျွန်မဝန်ကြီးဌာနမင်းမဲစာမတက်လို့တော့ပြောနေ online ကနေမြောက်ပေးပေးတာလေပြည်တွင်းပြမယ်ခဏလေးနားတော့မင်းကမလုပ်ဘူးလားလို့ဖြစ်တဲ့အတွက်မင်းကခဏလေးနားတော့အန်ယူကြီးကဖြစ်ရှင်းပေးလို့မရဘူးဆိုတာဒီထောက်ဖို့ထဲမှာလည်းအယောင်သွေးအစုံမဲကွာတော်လန်ရေးကိုမြန်နိုးလို့လုတ်တဲ့သူတွေရှိတယ်လို့တော်လန်ရေးအတွက်မဟုတ်ဘဲနဲ့လုတ်တဲ့လူလည်းရှိတယ်အန်ယူကြီးလည်းမသိနိုင်ဘူးဂျိုးမပါတာဘူးကွာဟုတ်ပြီလားဂျိုးမပါဘူးအဲ့တော့ထောက်ဖို့ထဲမှာပြဿနာဖြစ်လို့အန်ယူကြီးရှင်းလို့မရအောင်ဖြစ်နေတာပြည်တွင်းစစ်ရဲ့ process မှာ side effect တွေအများကြီးပဲကိုစိုးစောသိရမှာအခု PDF တွေဖြစ်တယ်လို့မြေပြင်မှာဖြစ်တယ်လို့လဲ PDF တွေဟုတ်ချင်မှဟုတ်တာနောက်ကိုစိုးစောတို့ကမြေပြင်မှာမနေဘူးတော့မသိဘူးမသိလို့ကိုတို့ကရှင်းပြတာမင်းကောအဲ့တော့အန်ယူကြီးဖြစ်ရှင်းပေးလို့မရဘူးဆိုတာပြဿနာတိုင်းကိုအန်ယူကြီးကလည်းအစိုးရအနေနဲ့ပေါ်ပေါက်သေးတာမဟုတ်ဘူးနော်မြန်မာနိုင်ငံထဲမှာသူကနေပြီးတော့မှပြည်နယ်တစ်ခုကိုအုပ်ချုပ်ပြီးတော့မှဒါတွေကိုစီမံခန့်ခွဲလို့ရနေတာလည်းမဟုတ်ဘူးထောက်ဖို့လောကမှာကြုံနေတဲ့ပြဿနာတွေကိုလည်းသူကရှင်းရအောင်ဒီထောက်ဖို့တွေကလည်းအမှန်ကန်ထောက်ဖို့တွေပါလို့အန်ယူကြီးကလည်းတတ်မဲ့လို့မရအောင်ပြည်သူတွေကအသေးသေးနဲ့လုပ်ပြီးတော့မှပါဝင်ရတာဖြစ်တဲ့အတွက်အယောင်သွေးမျိုးစုံရှိတယ်ကိုတို့ဆိုကမြေပြင်မှာဖြစ်တဲ့ပြဿနာတွေအားလုံးကလည်း PDF နဲ့ဖြစ်တဲ့ပြဿနာလို့ပြောလို့မရဘူးဒါတွေကဘယ်အစိုးရမှတာဝန်ယူလို့မရတဲ့ပြည်တွင်းမှာဖြစ်နေကြတဲ့ပြည်တွင်းစစ်ရဲ့ဆိုးကျိုးတွေပဲမင်းတို့စစ်ကောင်စီလည်းဖြစ်ရှင်းလို့မရဆိုအန်ယူကြီးလည်းဖြစ်ရှင်းလို့မရအောင်ခြားကာလကတော်လန်ရေးကာလတိုင်းပြည်မှာအဆိုးရွားဆုံးအမှောင်ဖြစ်နေတဲ့ကာလနိုင်ငံတကာကကြည့်တယ်ဆိုလို့ရှိရင်ငါတို့နိုင်ငံကလုံးဝအမှောင်ဖုံးနေကြတာငါတို့တစ်ချိန်လုံးဟာမက်တို့
ဒီအားရနိုင်ငံတွေမှာဖြစ်ကြတဲ့စစ်ပွဲတွေအသေးခံပုံပြဲတို့ဘာတို့ညာတို့တွေငါတို့တွေကြားတဲ့သတင်းတွေတုန်းကနားထောင်နေရတာအဲ့ဒီနိုင်ငံတွေသတင်းတွေကြားရင်ငါတို့မှအမောင်တွေဖုံးပြီးတော့စစ်တွေပြေးပြီးတော့မှဖြစ်ခဲ့ကြရတာတွေငါတို့နိုင်ငံမှာတော့စစ်တွေတော့မဖြစ်ဘူးပေါ့ကွာနော်အဲ့ဒီချိန်တုန်းကသမ ्या နိုင်ငံပေါ်မှာငါတို့တွေ့ထင်ခဲ့တဲ့အရာတွေဒီနေ့ငါတို့နိုင်ငံကအဲ့လိုဘဝမျိုးကိုရောက်သွားပြီးတော့သမ ्या နိုင်ငံကငါတို့တွေ့ထင်ခဲ့တယ်လို့အခုငါတို့နိုင်ငံကြီးကအမောင်ကြီးတွေဖုံးနေတယ်ဖြစ်နေကြတယ်ဒါကိုသူတို့စောမြင်အောင်ကြည့်ရမှာငါတို့နိုင်ငံရဲ့နေတာကအဲ့လိုဖြစ်နေတာကိုသူတို့စောကအဲ့ဒီတန်းတာကဘာကြောင့်မဖြစ်ရတာလဲခေတ်စစ်စစ်ငါတို့ခဏနေရပြီAOG ကအစိုးရမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ထောက်ဖို့ရဲ့ပြဿနာဂျိုးမပါလို့မသိလို့ပြောတယ်ဒါပေမဲ့ PR မန်ပါဆိုတာ AOG ရဲ့စေမန်ဘန္နာဝန်ကြီးတင်ထွန်းနိုင်ငံလောက်အောက်ကနေတော့ဓာတ်ရိုက်စီးစီးနေလို့ဒီနေ့ထောက်ဖို့ပြောရတာအဲ့တော့ထောက်ဖို့တွေကနိုင်ငံခြားကနေပြီးတော့အသက်တဲ့ငွေခန်းခိုးစားတာတွေကိုမပြောနိုင်ဘူးနောက်ထပ်ကအဲ့ထဲမှာရှိတဲ့ထောက်ဖို့တွေကိုမသိပြောတယ် AOG မှာရှိနေတဲ့ဇော်ဝေဆိုးတို့ရီမွန်တို့ကမအားရင်းနဲ့ပေါင်းဆက်ပြီးတော့လှုပ်သွားတဲ့လူဖြစ်တယ်မျိုးရံအောင်တင်းတော်သူတော်မောင်ဆိုတဲ့လူနဲ့ပေါင်းနေမှာပတ်စံတွေတောင်းဖပါတာဖြစ်တယ်အဲ့မှာဒေါ်လာ4သိန်း project ကို AOG ရဲ့လက်အောက်မှာရှိနေတဲ့ပန်ဆယ်လိုနဲ့ကိုရီးယားကမတ်ရွှေမိုးတို့ပေါင်းနဲ့လုပ်ပေးလိုက်တာဖြစ်တယ် AOG လက်အောက်မှာမရှိတဲ့အဖွဲ့ကိုအဲ့တော့လည်းသူဖြည့်ရှင်းပေးတာရှုပ်သွားတယ်ပို့ပြီးရှုပ်သွားတယ် AOG ကဘာမှဂျားကာလာဖြစ်တဲ့ကြောင့်ရှင်းလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့အဖေရွယ်တွေအမေရွယ်တွေကျောင်းဆရာဆရာမတို့တတ်ဖို့တက်ကို AOG ကပြောခဲ့တယ်အသီးတစ်ထောင်တို့အညာတစ်ခုတို့လှော်တက်တို့မိုက်ဖွဲ့ရမယ်တော့ drone စစ်စင်ရေးတို့လောက်ခဲ့ကြတယ်ညီကိုလည်းသိပါတယ်